ကျွန်တော်အခုဖုန်းနဲ့ရိုက်လာတဲ့ဗီဒီယိုကလစ်တစ်ခုပေါ့နော်ဒီဟာလေးကိုဘယ်လို color change ကြီးလဲဆိုတာမျိုးလေးကိုကျွန်တော်အသေးရှင်းပြပေးထားတာပေါ့နော်အခုဆိုရင်တော့ကျွန်တော်ပထမဆုံးမြင်တွေ့နေရတော့ဒီ color မဝင်သေးတဲ့ lock ရုပ်ပေါ့နော်အဲ့တော့အခုလက်ရှိဒါကျွန်တော် editor ဘက်ပြည့် lab တွေကတစ်ခုပေါ့နော်အဲ့ဒီကနေကျွန်တော်တစ်ခုကိုရွေးချယ်ပြီးတော့ကျွန်တော် color change ပြမှာပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ lab တစ်ခုကိုကျွန်တော်အကြောင်းတစ်ခုကိုကျွန်တော်ရွေးချယ်လိုက်တယ်ဒီဟာကိုပဲကျွန်တော်နည်းနည်းcontrast တွေ brightness တွေကျွန်တော်နည်းနည်းပြန်ချိန်မယ် highlight တွေ shadow တွေကိုအဲ့အတွက်ကြောင့်ကျွန်တော်ဒီတွေကနေမှပြီးရင်ကျွန်တော် adjust တွေကိုပဲပေါ့နော် adjust တွေကနေမှကျွန်တော် exposure လေးကိုကျွန်တော်3လောက်ကျွန်တော်ထားမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော် contrast လေးကိုကျွန်တော်နည်းနည်းတင်မယ်ပေါ့နော်များသွားတယ်ဆိုရင်ကျွန်တော်17လောက်ပေါ့17လောက်ဆိုရင်ရပြီဗျ okay အဲ့ဒါဆိုပြီးလို့ရှိရင်ကျွန်တော်တို့ဒီ highlight လေးကိုလည်းကျွန်တော်နည်းနည်းလေးတင်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့အခုကတော့ဒီ shadow လေးပေါ့ shadow လေးကိုတော့ကျွန်တော်နည်းနည်းလေး -5 လောက်ပဲဗျာ -5 လောက်ပဲချဒီလောက်ပဲဗျာဟိုအများကြီးလိုက်ပြီးတော့ပြင်စရာမလိုဘူးပေါ့နော် color လေးကိုလည်းကျွန်တော်နည်းနည်းစူစူလေးဖြစ်ရှင်လို့ကျွန်တော် situation လေးနဲ့ vibrance တွေကိုကျွန်တော်နည်းနည်းလေးစီတင်မယ်ပေါ့ဗျာ okay ကျွန်တော် miss တဲ့ဟာတော့ကျွန်တော်မယူတော့ဘူးပြီးရင်ကျွန်တော် gradient တွေကနေမှကျွန်တော် global tab ထဲကနေဒီ luminance ကိုကျွန်တော်30လောက်ထားလိုက်မယ်ဗျာ luminance ကိုကျွန်တော်30လောက်ဆိုရင်ဒီပုံနဲ့အားလုံးကျွန်တော်လင်းနေအဖြူလေးအပိုးပြီးတော့ကျွန်တော် brightness လေးပိုဖြစ်သွားပြီးကျွန်တော်ဒီဘေးအနားသက်ပေါင်တွေကိုကျွန်တော်အမဲဒီ brightness နဲ့ကျွန်တော်နည်းနည်းပုတ်မယ်ပြီးကျွန်တော် grain လေးကိုတော့ကျွန်တော်10လောက်ထားလိုက်ပဲပေါ့နော်ဗီဒီယိုလေးကတော့အခု basic ချိန်ကြည့်ထားတဲ့ပုံစံမျိုးလို့ဗျာcolor လည်းတစ်ခုပဲထည့်ထားမျိုးမဟုတ်ပဲねကျွန်တော်တခြားဒီ adjustment လေးပါကျွန်တော်နည်းနည်းတွဲပြီးတော့လုပ်ထားတဲ့ပုံစံမျိုးလေးပေါ့ color lab တွေ transition တွေ overlay နဲ့ font animation တွေကို editor ဘက်မှာပြင်လို့ရနေပါပြီ